ကာကွယ်ဆေးထိုးပြီးဆိုလို့ရှိရင်တော့သူ့ရဲ့ဆိုးကျိုးဖြစ်တတ်တဲ့လက္ခဏာလေးတွေကတော့ဘယ်ကာကွယ်ဆေးမဆိုအဲ့လိုမျိုးဖြစ်တတ်ပါတယ်เนาะအန်ဒီယမရှိပါဘူးရှင်ကာကွယ်ဆေးထိုးပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ဆိုးကျိုးကတော့ရှိပါတယ်ရှင်ဒါပေမဲ့အန်ဒီယမရှိပါဘူးเนาะဘယ်ကာကွယ်ဆေးမဆိုထိုးလို့ရှိရင်တော့ဒီလိုယောဂဒီလိုလက္ခဏာကတော့တွေ့ရပါတယ်ရှင်ခေါင်းကြီးကိုက်လာမယ်ချမ်းတုံလာမယ်ပူပူလာမယ်ပြီးလို့ရှိရင်ပြုတ်အပ်မယ်ပြီးလို့ဆေးထိုးထားတဲ့နေရာမှာနီရဲလာပြီးတော့မှရောင်ရမ်းလာမယ်ဒါပေမဲ့အဲ့ဒါဘာမှစိုးရိမ်စရာမလိုဘူးเนาะတရက်ကနေ3ရက်အထိတရက်2ရက်3ရက်ဆိုလို့ရှိရင်သူဟာနေသူပျောက်သွားပါမယ်ရှင်ကာကွယ်ဆေးရဲ့ပေးထွက်ဆိုးကျိုးကိုပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ခံစားနေရတယ်ဆိုရင်ပေါ့เนาะသူကခေါင်းတွေတအားမူပြီးတော့မှနှလုံးခုန်လို့တဲ့အရမ်းများနေမယ်ပြီးလို့ရှိရင်ကိုယ်လူချင်းကြီး39ဒီဂရီထက်ကိုများနေမယ်ပြီးလို့ရှိရင်အသက်ရှူရတာကြက်မယ်ပြီးရင်ဘိုက်အောင်မယ်ပြီးတော့တတိလစ်သွားတာမျိုးအဲ့လိုမျိုးတွေရှိခဲ့မယ်ဆိုလို့ရှိရင်တစ်လေးနည်းနည်းကိုအရေးပေါ်ဖုန်းကိုဆက်သွယ်လိုက်ပါနော်ကာကွယ်ဆေးနဲ့တတ်မှတ်တဲ့ချင်းဆိုဒီမှာခန္ဓာကိုယ်ခုခံအားတိုက်ဖြတ်စနစ်မှာဆေးတော့မဟုတ်ကာကွယ်ဆေးကိုပုံမှန်ထက်ပိုမှုပြီးတော့တုတ်ပြန်မှုကိုများတဲ့အတွက်ဖြစ်ပေါ်လာတဲ့ဆေးတတ်မှတ်တဲ့လက္ခဏာတွေပါနော်